Hello အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့ပြပေးသွားမယ့်အကြောင်းအရာလေးကတော့အာမာအီဆိုတဲ့စကားလုံးလေးအကြောင်းဖြစ်ပါတယ်ကျွန်တော်ပုံမှန်ဆိုရင်တော့ဒီအာမာအီဆိုတဲ့စကားလုံးလေးကချိုသောဆိုတဲ့အဓိပ္ပာယ်ရပါတယ်ဒါပေမဲ့ကျွန်တော်တို့ဒီအာမာအီဆိုတဲ့စကားလုံးလေးကချိုသောအဓိပ္ပာယ်တစ်ခုတည်းမဟုတ်ဘဲနဲ့တခြားနေရာတွေမှာလည်းအများကြီးသုံးလို့ရတာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ဒီစကားလုံးလေးကိုဘယ်လိုသုံးပါလဲဆိုတာကိုပြပေးမှာဖြစ်ပါတယ်ကျွန်တော်တို့ဒီအာမာအီဆိုတဲ့အဓိပ္ပာယ်နဲ့တခြားနေရာတွေမှာ၅ခုလောက်မှာသုံးလို့ရပါတယ်ကျွန်တော်ပထမဆုံးအနေနဲ့ဒီဥပမာသူ့ရဲ့မူရင်းအဓိပ္ပာယ်ဖြစ်တဲ့အာမာအီပေါ့နော်ချိုသောပေါ့အာမာအီခဲခီပေါ့ချိုသောခိမ့်မုံလို့အဲ့လိုသုံးလို့ရတယ်နောက်တစ်ခုကအာမာအီကိုဟီပေါ့ချိုသောကော်ဖီဆိုပြီးတော့သုံးလို့ရတယ်နောက်တစ်မျိုးအနေနဲ့ပေါ့နောက်တစ်မျိုးကကျတော့ပေါ့နော်ကျွန်တော်တို့ဒီပေါ့အာမာအီဆန်စေတော့ဒါမှမဟုတ်ဆန်စေကအာမာအီဆိုပေါ့အဲ့လိုဆိုရင်ကျွန်တော်တို့ဆရာစီကံမတင်ချက်ဘူးပေါ့နော်အဲ့လိုမျိုးလဲသုံးလို့ရတယ်ပေါ့နော်နောက်ပြီးတော့အဓိကပြောချင်တာကကျွန်တော်တို့ဒီပေါ့နော်စီကံမတင်ချက်တဲ့နေရာမှာမျိုးလဲသုံးလို့ရတယ်ပေါ့နော်နောက်နံပါတ်3နေရာမှာကကျတော့ကျွန်တော်တို့ခန့်ငါရဲကအာမာအီပေါ့နော်ခန့်ငါရဲခတာအာမာအီပေါ့အဲ့လိုမျိုးပြောချင်တာကအတွေးခေါ်ကပေါ်လွန်းနေပေါ့နော်နောက်ဘလို့ချင်းရင်အတွေးခေါ်ကတိမ်လွန်းနေပေါ့နော်အဲ့လိုမျိုးသုံးတာဖြစ်ပါတယ်နံပါတ်3နေရာမှာနောက်ပြီးတော့နံပါတ်4ကကျတော့ကျွန်တော်တို့ပေါ့နော်ဒီပေါ့အာမခုမီရဲရူပေါ့နော်အာမခုခန့်ငါရဲရူပေါ့နော်အာမခုမီရဲရူဆိုတာက short တွတ်တယ်ပေါ့နော်short ပြီးတော့တွေးထားတယ်ပေါ့နော်item ကိုတော့အာမခုမီရဲရူပေါ့ဆိုတော့တစ်ဖက်လူကို short တွတ်ထားတယ်ပေါ့နော်အဲ့လိုမျိုးသုံးတာလည်းဖြစ်ပါတယ်နောက်တစ်ခုကကျတော့နောက်ဆုံးတစ်ခုကကျတော့ကျွန်တော်တို့အာမာရဲရူပေါ့နော်ချွဲတာနှွဲ့တာပေါ့နော်ခိုးတို့မိုကအိုယာနီအာမာရဲရူပေါ့နော်ကလေးကမိဘကိုချွဲနေတယ်ပေါ့နော်အဲ့လိုမျိုးအားကိုးတယ်ပေါ့နော်အဲ့လိုနေရာမှာသုံးတာဖြစ်ပါတယ်ခင်ဗျာအဲ့မှာလည်းဂျပန်စာနဲ့ပတ်သက်တဲ့ဘူးသဒ္ဒတွေကိုထပ်ပြီးသင်ပေးသွားမှာဖြစ်ပါတယ်နောက်ပြီးတော့ဂျပန်နိုင်ငံအတွင်းအလုပ်ပြောင်းချင်လို့ရှိရင်လည်းကျွန်တော်ရှိမှလာရောက်ဆက်သွယ်လို့ရပါတယ်ကျွန်တော်ရှိမှဂျပန်နိုင်ငံနဲ့ပတ်သက်တဲ့ဂျပန်နိုင်ငံအတွင်းအလုပ်တွေကိုအများကြီးမိတ်ဆက်ပေးနေရဖြစ်ပါတယ်ဟုတ်ကဲ့ဒီနေ့အတွက်ဗီဒီယိုလေးကဒီလောက်ပါပဲ